ငမန်းလို့ပြောလိုက်ရင်လူများစုရဲ့စိတ်ထဲမှာခြုံထက်တဲ့သွားတွေတွေးညိနဲ့ရုပ်ရှင်တွေရဲ့ကကြောက်စရာကောင်းတဲ့တတ္တဝါတစ်ကောင်ဖြစ်ပဲအရင်ဆုံးမြင်အောင်မိကြမှာပါဒါပေမဲ့ကျွန်တော်တို့သိထားတဲ့အမှန်တရားဟာရုပ်ရှင်တွေရဲ့လုံးကျန်ဖန်တီးမှုအောက်မှာပျောက်ကွယ်နေခဲ့တာကြာပါပြီတကယ်တော့ငမန်းတွေဟာကမ္ဘာမြေပေါ်မှာတစ်ပင်တွေမရှိခင်ကတည်းကဒိုင်နိုဆောတွေမမွေးဖွားခင်ကတည်းကရှိနေခဲ့တာပါသူတို့ဟာလွန်ခဲ့တဲ့နှစ်ပေါင်းတန်း400ကျော်ကတည်းကပင်လယ်ပြင်ကိုစိုးမိုးခဲ့တာဖြစ်ပြီးကမ္ဘာပေါ်ကအစုလိုက်အပြုံအွန်လိုင်းမျိုးသုံးမှုကြီး9ချိန်စလုံးကိုကြမ်းကြမ်းခံကြော်ဖြတ်နိုင်ခဲ့တဲ့အသက်ရှင်ကျန်ရစ်သူတွေဖြစ်ပါတယ်ဒီနေ့မှာတော့သူတို့ကိုကြောက်စရာတတ္တဝါဖြစ်မဟုတ်ပဲပင်လယ်ပြင်ကြီးရေရှည်ရှင်သန်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့ပင်လယ်ပြင်ရဲ့ဘီတုကပညာရှင်တွေဖြစ်ရှုမြင်ကြည့်ကြရအောင်အနဝါဂေဟစနစ်မှာငမန်းတွေဟာထိတ်တန်းအသားစားတတ္တဝါတွေဖြစ်ကြပါတယ်ဒါပေမဲ့သူတို့ရဲ့အမဲလိုက်ခြင်းဟာရက်စက်မှုမဟုတ်ပဲပင်လယ်ပြင်ကိုတန့်စင်ပေးနေတာပါငမန်းတွေဟာများသောအားဖြင့်ဖျားနာနေတဲ့ငါဒဏ်ရာရနေတဲ့ငါနဲ့အိုမင်းရင်ရောနေတဲ့တတ္တဝါတွေကိုပဲရွေးချယ်စားတော့လေးရှိပါတယ်ဖျားနာနေတဲ့ငါးတွေကိုဖယ်ရှားပစ်တဲ့အတွက်ပင်လယ်ရဲမှာကူးစက်ရောဂါတွေအဆုလိုက်ပြုံလိုက်မပြန့်ပွားအောင်တားဆီးပေးတဲ့ဆရာဝန်အလုပ်ကိုလုပ်ပေးနေတာဖြစ်တယ်လို့မျိုးရိုးဗီဇညံဖြင်းပြီးအားနည်းတဲ့တတ္တဝါတွေကိုဖယ်ရှားပေးလို့တန်းမာကျမ်းမာတဲ့တတ္တဝါတွေပဲမျိုးပွားနိုင်အောင်တဘာဝတရားကိုထိန်းညှိပေးနေတာဖြစ်ပါတယ်ကေပင်လယ်ရဲမှာငမန်းတွေမရှိတော့ဘူးဆိုရင်သူတို့အောက်ကအလက်စားအသားစားငါးတွေဟာအတိုင်းစားမရှိတိုးပွားလာပါလိမ့်မယ်အဲ့ဒီအခါအဲ့ဒီအလက်စားငါးတွေကတနာကြောက်တန်းတွေကိုတန့်ရှင်းရေးလုပ်ပေးတဲ့ငါးသေးလေးတွေကိုအကုန်စားပစ်ကြလိမ့်မယ်ရလက်ကတော့တနာကြောက်တန်းတွေမှာအမိုက်နဲ့ရေမော်တွေပိတ်ဆို့ပြီးပင်လယ်ပြင်ကြီးတစ်ခုလုံးပုတ်သိုးပျက်စီးသွားဖို့ပဲရှိပါတယ်ငမန်းတွေဟာပင်လယ်ရဲ့တက်တန်းကိုရှည်စေရဲ့လျှို့ဝှက်အင်ဂျင်အီနီယာတွေပါဒါတွေမှကသေးပါဘူးငမန်းတွေရဲ့ခန္ဓာကိုယ်တိဆောက်ပုံဟာလူသားတွေအတူယူရတဲ့အခြေအနေအထိအံ့လက်စရာကောင်းလောက်အောင်ပြီးဆုံးပါတယ်သူတို့ရဲ့အရေးပြားကိုကြည့်မယ်ဆိုရင်တာမန်ငါးတွေလိုအကြေးခွန်မဟုတ်ပဲတင်းငယ်တဲ့တွားလေးတွေလိုပုံစံမျိုးနဲ့ဖွဲ့စည်းထားတာပါဒါဟာရေစီးကြောင်းရဲ့ခုခံမှုကိုရှော့ချပေးလို့သူတို့ကိုအတန်တိတ်ပြီးမြင်မြန်ဆန်ဆန်ကူးခတ်နိုင်စေပါတယ်လူသားတွေဟာဒီနေ့ပညာကိုအတူယူပြီးရေကူးဝတ်စုံတွေနဲ့လေယာဉ်ဒီဇိုင်းတွေကိုတီထွင်ခဲ့ကြရပါတယ်တစ်ချိန်တည်းမှာပဲငမန်းတွေမှာစထမမြောက်အာယုံလေးရှိပါသေးတယ်သူတို့ရဲ့နှာခေါင်းတစ်ဝိုက်မှာရှိတဲ့အာယုံခံကြိတ်လေးတွေဟာရေထဲမှာရှိတဲ့တတ္တဝါတွေရဲ့နှလုံးခုန်နှုံးကနေထွက်လာတဲ့အလွန်သေးငယ်တဲ့လျှက်စစ်တန်လိုက်လိုင်းတွေကိုတောင်ဖမ်းယူနိုင်ပါတယ်တေးကနာရလို့ပင်လေရေအောက်သေးပြင်ထဲမှာပုံနေတဲ့တတ္တဝါတစ်ကောင်ရဲ့နှလုံးခုန်တန်ကိုတောင်ငမန်းတွေကအတိအကျသိနိုင်တာဟာဒီအစစ်မြင့်တဘာဝနည်းပညာကြောင့်ပဲဖြစ်ပါတယ်လူသိနေတဲ့အချက်ကတော့ငမန်းတွေဟာကဘာကြီးပူနွေးမှုကိုတိုက်ဖြတ်ပေးနေတဲ့ရာသီဥတုသူရဲကောင်းတွေလည်းဖြစ်နေပြန်ပါတယ်ပင်လေရေမြက်ခင်းတွေဟာကုန်းပေါ်ကတစ်တောတွေထက်ကာဗွန်ဒိုင်အောက်ဆောက်ကိုအဆပေါင်းများစွာပိုပြီးစုပ်ယူထိန်းသိမ်းပေးနိုင်ပါတယ်ဒီရေမြက်ခင်းတွေကိုလိပ်တွေနဲ့ပင်လယ်နွားတွေကစားတော့ကြပြီးတိုက်ကားငမန်းတွေကတော့ဒီတတ္တဝါတွေကိုအလွန်အကျုံမစားမိအောင်ခြောက်လန့်ထိန်းချောင်းပေးပါတယ်ငမန်းတွေရှိနေလို့သာပင်လေရေမြက်ခင်းတွေမပျက်စီးဘဲကဘာကြီးရဲ့ကာဗွန်တွေကိုစုပ်ယူပေးနိုင်တာပါအပြင်ငမန်းတကောင်တဘာဝအတိုင်းတည်ဆုံးသွားတဲ့အခါသူတို့ရဲ့ခန္ဓာကိုယ်ထဲမှာတူလောင်ထားတဲ့ကာဗွန်မြောက်များဟာပင်လေရေအောက်ခြေအနက်ဆုံးနေရာကိုနစ်မြုပ်သွားပြီးရာစုနှစ်ပေါင်းများစွာကာဗွန်ကိုလေထုထဲမရောက်အောင်ပိတ်လောင်ပေးထားပါတယ်သူတို့ဟာကဘာမြေကြီးအပူချိန်မတက်အောင်အတန်နဲ့ကာဝယ်ပေးနေသူတွေပါဒါပေမဲ့ဒီနေ့ခေတ်မှာတော့ဒီလိုဖိုးရန်တဲ့တတ္တဝါတွေဟာမျိုးသုံးပြောက်ကွယ်လိုနီးပါးအနေနဲ့ရင်ဆိုင်နေရပါပြီလူသားတွေဟာတစ်နှစ်ကိုငမန်းကောင်ရေတန်းတရာခန့်ကိုတက်ဖြတ်နေကြပြီးအများစုကတော့ဈေးကြီးတဲ့ငမန်းတောင်ပန်စွပ်ပြုတ်တောက်ဖို့အတွက်တင်ဖြစ်ပါတယ်နှိုင်းရှင်ကြည့်မယ်ဆိုရင်တစ်နှစ်ကိုလူသားတွေကြောင့်ငမန်းတန်းတရာတေဆုံးနေရချိန်မှာငမန်းကိုက်လို့လူတေဆုံးမှုဟာတစ်နှစ်ကို9ယောက်ကနေ10ယောက်ပတ်ဝန်းကျင်ပဲရှိပါတယ်တကယ်တော့ငမန်းတွေဟာလူသားတွေကိုအမဲလိုက်ဖို့စိတ်မဝင်စားပါဘူးသူတို့လူကိုကိုက်မိတာဟာဖြန်ဒါမှမဟုတ်လေအမတ်နဲ့မာယွင်းကိုက်မိတာပဲဖြစ်ပါတယ်အခုဆိုရင်တကယ်ရက်ဆက်တဲ့သားကောင်ကဘသူလဲဆိုတာရှင်းလင်းသွားတော့ပါပြီငမန်းတွေကိုကြောက်စရာတတ္တဝါအဖြစ်မြင်မဲ့အစားပင်လေပြင်ကြီးတတ်တာသာအသက်ရှူနိုင်အောင်စောင့်ရှောက်ပေးနေတဲ့အဆောင်ရှောက်တွေအဖြစ်ကျွန်တော်တို့အတိမတ်ပြုဖို့လိုအပ်နေပါပြီဘာဖြစ်လို့လဲဆိုတော့ငမန်းတွေမရှိတော့တဲ့နေ့တစ်နေ့ဟာပင်လေပြင်ကြီးတေဆုံးသွားမယ့်နေ့ဖြစ်ပြီးပင်လေပြင်တေဆုံးသွားရင်ကျွန်တော်တို့လူသားတွေလည်းရေရှိရှင်သန်နိုင်မှာမဟုတ်လို့ပါပဲ